အဲ့ပေါ့အကြောင်းမှသူကအကက်မခံရသေးဘူးဆိုတော့ယူလိုက်ပြီဆိုလို့ရှိရင်ခုနဟိုပါဠိလိုပြောရင်တော့ဌာနဘောနာသိက္ခာဘုလို့ခေါ်တယ်နော်ဌာနဘောနာသိက္ခာဘုအရာပါစိတ်အာဘတ်တဲ့နဲ့စားစရာအမှန်သမျှဒီအကက်ခံပြီးမှဦးဇင်းတို့ခုန၄မျိုးလေနော်၄မျိုးဒီအကက်မခံမဲ့နဲ့စားခွင့်တောက်ခွင့်မရှိဘူးအဲကြောင့်ဦးဇင်းတို့သီလင်္ကာမှာဟိုအငတ်ဘေးဒုက္ခစိုက်စဉ်တုန်းကပေါ့နော်ရဟန်းတော်တစ်ပါးသူဆုံးလောင်းမဲ့လူမရှိဘူးခုနှစ်ရက်တိတိရှိပြီဆုံးမစားရအောင်ဆုံးကတ်မဲ့လူမရှိလို့ခကြီးသွားလမ်းမှာလဲရွာတွေကလည်းဒုက္ခတွေရောက်သူတို့လည်းငတ်ပြတ်နေတော့တနေ့သွားတဲ့လမ်းမှာတရက်ပင်တစ်ပင်တွေ့တယ်တရက်ပင်ရတဲ့တရက်သီးတွေပြုတ်ခဲပြီးတော့တရက်သီးတွေအောက်မှာကျွေကြနေများကြီးပဲတကယ်ဆိုရင်ဝင်းကြီးလေးမကျွတ်တဲ့ဘုန်းကြီးဆိုတော့ငါလည်းထမင်းမစားတာ9ရက်ကြာပြီဆိုတော့ကောက်စားမှာပေါ့နော်အမေအဲ့ဆရာတော်ကဝင်းကြီးလေးကျွတ်တဲ့ဆရာတော်ဆိုတော့ကောက်မစားဘူးတရက်သီးကိုဘာတော့ကတ်မဲ့လူမရှိဘူးရဟန်းတော်မှာကောက်လို့လည်းမရအောင်အဲ့တော့ तू ကအဲ့တရက်ပင်အောက်မှာခွေလဲနေရောလမ်းလည်းမလျှောက်နိုင်တော့9ရက်ရှိပြီလေဆုံးမစားရတာအဲ့မှာဒကာတယောက်ကလာပြီးတော့အဲ့တရက်သီးတွေကိုကောက်ပြီးတော့အဖျော်ရည်လုပ်ပြီးကတ်ညနေမှအဲ့အဖျော်ရည်ညနေဘက်ဆိုတော့အဖျော်ရည်ကတ်တာပေါ့အဲ့လိုမျိုးထုံးနှဲစင်လာတွေရှိတယ်အဲကြောင့်ဦးဇင်းတို့ဘလို့အရှင်တွေပဲဖြစ်ဖြစ်ကောက်ယူခွင့်စားတော့ခွင့်မရှိဘူးပေါ့နော်စားရင်အာဘက်တင်တယ်ပေါ့ဘာဘက်လဲဆိုတော့ပါစိတ်အာဘက်တင်တယ်ပေါ့နော်ပါစိတ်အာဘက်တင်တယ်အဲကြောင့်ဦးဇင်းတို့တချို့ဆယ်တော်တွေဆိုရင်အမတ်တမဲ့ကင်ပြီးမှဆိုတော့ပါဆိုစာရေးထားတယ်ရဟန်းတော်များမထိရဆိုတာမျိုးလေတချို့ရေခဲတက်တာတွေဆယ်တော်ကျောင်းတွေမှာရှိတယ်အဲ့တော့ဆယ်တော်ကျောင်းတွေမှာရေခဲတက်တာတွေရှိတော့ရေခဲတက်တာမှာအဖျော်ရည်မှုတွေစားစရာတွေထည့်ထားတယ်ပြီးရင်အပြင်ကနေစားကတ်ထားတယ်ရဟန်းတော်များမထိရပေါ့အဲ့လိုမျိုးကတ်ထားတယ်အမတ်တမဲ့သွားကင်ပြီးထိမှဆိုတော့